ကျွန်တော်ကရန်ကုန်ကနေနေမြို့လေးတစ်မြို့ကိုအလုတ်ကိစ္စနဲ့ရောက်သွားခဲ့တယ်။ညအချိန်ရောက်တော့တဲခိုခန်းနေအကုန်ပြည့်နေပြီးမြို့အစွန်ကတဲခိုခန်းဟောင်းတစ်ခုမှပဲအိပ်ဖို့ရခဲ့တယ်။တဲခိုခန်းပိုင်ရှင်အဖိုးကြီးကတော့ပေးရင်ပြောတယ်။အခန်း103ပါ။ဒါပေမဲ့ည12နာရီကျော်ရင်တတိယမြောက်တကားကိုမဖွင့်နဲ့နော်။ကျွန်တော်ကရီလိုက်တယ်။ဘာလဲအဖိုးကြီးတရေရှိလို့လား။အဖိုးကြီးကဘာမှမဖြေပဲမျက်နှာတီတီနဲ့လှည့်ထွက်သွားတယ်။ည7နာရီလောက်မှာအခန်းထဲဝင်ပြီးအိပ်ဖို့ပြင်နေတော့စင်ကြံလန်းကနေခြေတန်းနေကြားတယ်။တောက်တောက်တောက်အရန်ညင်တာတဲ့ခြေတန်းတယောက်ယောက်လမ်းရှုံနေတယ်လို့ပဲ12နာရီထိုးတော့ခြေတန်းကပူနီးလာတယ်။ကျွန်တော်တခါဖွင့်ကြည့်လိုက်တော့စင်ကြံမှာဘသူမှမရှိဘူး။ဒါပေမဲ့အခန်း103ကနေဘဲဖက်ရေးပွက်ရင်တတိယမြောက်တခါရှိမှာအဖြူရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရက်နေတယ်။သူမရဲ့မျက်နှာကိုမမြင်ရဘူး။စပင်ရှည်တွေကဖုံးထားတယ်။သူမကကျွန်ုပ်ဘက်ကိုလက်ညှိုးထိုးပြီးတိုးတိုးလေးပြောတယ်။တခါကိုဖွင့်ပြီးပါ။ကျွန်တော်ချက်သီးထားပါတယ်။ဒါပေမဲ့တီးကျင်စိတ်ကပုံများနေတယ်။တတိယမြောက်တကားစီရှောက်သွားလိုက်တယ်။တကားပေါ်မှာအခန်းနံပါတ်မရှိဘူး။တော့ခတ်ထားတာလည်းမဟုတ်ဘူး။လက်ကင်ကိုလှေးလိုက်တာနဲ့ကျူးဆိုတဲ့အတန်နဲ့ပွင့်သွားတယ်။အခန်းထဲမှာအမှောင်ကြီးပဲ။ဖုံမီထိုးကြည့်လိုက်တော့ဖုံတက်နေတဲ့ကတင်တစ်လုံးနဲ့မှန်အဟောင်းကြီးတစ်ချက်ရှိတယ်။ဒါပေမဲ့ထူးဆန်းတာကမှန်ထဲမှာကျွန်တော်ပုံမပေါ်ဘူး။အဲ့ဒီအစားအဖြူရောင်ဝတ်ထားတဲ့မင်းကလေးကမှန်လေးကနေကျွန်တော်ကိုစိုက်ကြည့်နေတယ်။သူမရဲ့မျက်လုံးတွေကအနက်ရောင်အပေါက်ကြီးတွေလိုဖြစ်နေတယ်။ရုတ်တရက်နင်းနှုတ်ကျသွားပြီဆိုတဲ့အတန်ကြားလိုက်ရတယ်။အတန်ကကျွန်တော်နှုတ်ကနေထွက်လာတာ။လှေကြီးလိုက်တော့အခန်းထဲမှာမင်းကလေးကရက်နေပြီ။မှန်လေးမှမဟုတ်တော့ဘူး။အပြင်မှာကျွန်တော်ရှိတပေလောက်အကွာမှာကျွန်တော်ကြောက်လန့်ပြီးအခန်းထဲကနေအပြေးထွက်လာခဲ့တယ်။တကားပိတ်ပြီးအခန်း103နဲ့ပြန်ဝင်ကမနက်မိုးလင်းတဲ့အထိမထွက်ကြတော့ဘူး။မနက်ရောက်တော့အဖိုးကြီးကိုမေးလိုက်တယ်။တတိယမြောက်တကားမှာဘာရှိတာလဲ။အဖိုးကြီးမျက်နှာပြတ်သွားတယ်။လွန်ခဲ့တဲ့10နှစ်ကမိန်းကလေးတယောက်အဲ့ဒီအခန်းထဲမှာတည်သွားခဲ့တယ်။အဲ့ဒီအခန်းကိုကျွန်တော်တို့ပိတ်ထားတာကြာပြီ။ကျွန်တော်အံ့ဩသွားတယ်။ဒါဆိုမင်းညကကျွန်တော်ဖွင့်ခဲ့တဲ့တကားကအဖိုးကြီးကခေါင်းခါတယ်။ဒီတဲခိုခန်းမှာတတိယမြောက်တကားဆိုတာမရှိတော့ဘူးလေ။အဲ့ဒီစကားကြတော့ကျွန်တော်တကူလုံးအေးခဲသွားတယ်။စင်ကြံကိုပြန်ကြည့်လိုက်တော့တကယ်ပဲကျွန်တော်မြင်ခဲ့တဲ့နေရာမှာတကားတစ်ချက်တောင်မရှိတော့ဘူး။နယံအပြည့်ပိတ်ထားတာပဲရှိတော့တယ်